ယနေ့ပြောပြမှာတော့အနော်ယထာမင်းအကြောင်းဖြစ်ပါတယ်အနော်ယထာမင်းကမွေးဖွားတဲ့အချိန်17ရက်3လ1002ပကံမှာမွေးဖွားတာပါကွယ်လွန်ခဲ့တာတော့23မတ်1089အသက်ကတော့85နှစ်ပကံမှန်တမ်းမှာဖော်ပြထားတဲ့ဟာကိုပြန်ပြောပြတာဖြစ်ပါတယ်အနော်ယထာမင်းရဲ့အဖေနာမည်ကကွန်းစောကျောင်းပြူမင်းဖြစ်တယ်အဲ့ဒီအချိန်မှာအနော်ယထာမင်းရဲ့အဖေကိုသူ့ရဲ့သားစောကလေးမင်းကနန်းချလိုက်တယ်။နန်းချလိုက်တဲ့အချိန်မှာစောကလေးမင်းကလည်းကောင်းကောင်းမနေဘူး။ကွန်းစောကျောင်းပြူမင်းအနော်ယထာရဲ့မိန်းမအနော်ယထာရဲ့မအေကိုစောကလေးမင်းကတိမ်ဖိုက်လိုက်တယ်။မယားမိဖုရားမြောက်လိုက်တယ်။အဲ့ဒီအချိန်မှာအနော်ယထာကငငယ်လေးရှိသေးတယ်။သေးသေးလေးရှိသေးတယ်။တစ်ချိန်မှာသူကထမင်းချက်ပို့တယ်ပဲထားပေါ့။စောကလေးမင်းကိုအနော်ယထာရဲ့မအေကထမင်းချက်ပို့တဲ့အချိန်မှာစောကလေးမင်းကနော်ယထာကိုတူသားနောင်မယ်ဆိုပြီးစားနောက်ခဲ့တယ်စားနောက်ခဲ့တာကိုနော်ယထာကမကြည့်နဲ့ဘူးမကြည့်နဲ့တော့သူကပြန်ချဖို့ကလည်းမကြွမ်းဘူးမကြွမ်းတော့ဗတ်တီတိုးနေတယ်ဗတ်တီတိုးနေပြီးတော့ခြုံထဲမှာပဲဗတ်တိုးရင်းနဲ့သူကအနေသားတစ်ခုရောက်လာတဲ့အချိန်မှာစောကလေးမရှိသွားပြီးဟဲ့အောင်မင်းကလည်းခြောင်ပိုင်ဝမ်းတီးမယ်ဆိုပြီးတော့စိန်ခေါ်တဲ့အချိန်မှာစောကလေးမင်းကလည်းငါကကြီးအတ္တကြီးတာမအိုသေးဘူးဆိုပြီးချောင်းပိုင်ဝိုင်းတီးကြတယ်တီးကြတဲ့အချိန်မှာစောကလေးကအနော်ယထာနိုင်တော့စောကလေးမင်းကိုတတ်စီလို့လုပ်လိုက်အဲ့လိုမျိုးလုပ်လိုက်ပြီးတော့အနော်ယထာကပကံရဲ့ပထမအဆုံးမင်းဖြစ်လာခဲ့တယ်သူရဲ့ရှေ့မှာတော့ရှိသေးတယ်ဒါပေမဲ့ပကံအင်မာယာကြီးကိုကြီးပွားအောင်ကျယ်ပြောအောင်လုပ်ပေးခဲ့တာအနော်ယထာပဲဖြစ်တယ်နောက်တစ်ခုလူတွေအများစုမသိသေးတဲ့ချက်ကစောကလေးမင်းရဲ့မိဖုရားကိုလည်းအနော်ယထာကနန်းထဲမှာထည့်ထားထိမ့်သိမ့်ထားပကံအကြီးမားဆုံးဖရာစေတီဘရိုးအများစုကအနော်ယထာတည်ဆောင်တာဖြစ်တယ်အနော်ယထာရဲ့အကြောင်းကိုသိပြီးတယ်ကျန်စရာအကြောင်းလည်းပြောပြခြင်းပြောပြမယ်ပြောပြခြင်းမပြောပြဘူး follow ခြင်း follow မ follow ခြင်းမ follow နဲ့ okay ပါ